ယေရှုခရစ်တော်ကိုယုံကြည်လက်ခံအုံနှောင်းနဲ့တည်လို့မရဘူးအုံနှောင်းနဲ့လက်ခံလို့မရဘူးငါတို့အတွင်းနှလုံးသားစိတ်ကိုတကားဖွင့်ပေးတာကဘာလို့လဲဆိုလို့ရှိရင်သူကိုယ်တိုင်ဖြစ်တယ်တန်ရှင်တော်ဝင်တော်ဖျားဖြစ်တယ်မနော်အကြောင်းဝိညာဉ်တော်ကယေရှုကိုယုံကြည်လက်ခံစေတဲ့ခါမှာဖခင်ကတင်တဲ့ကျွန်တော်ကိုရွေးကောက်လိုက်တာဖြစ်တယ်ခန္ဓာကိုယ်ကိုရွေးကောက်တာမဟုတ်ဘူးနော်ဝိညာဉ်ကိုမနော်ကျွန်တော်ရွေးကောက်တာဖြစ်တယ်လောကထဲမှာငါတို့အသက်ရှင်နေလုံးလောကထဲမှာကတော့အသက်ရှင်နေမနော်လူသားဟုတည်းမြကဲတဲ့ချင်းရလာမရပါဘူးနော်ကဲတဲ့ချင်းရတဲ့သူတွေအားလုံးကဖခင်ရွေးကောက်တဲ့တာသမီးတွေဖြစ်တယ်အာမင်ဖခင်နံပါတ်1လောကဒီကမ္ဘာလောကကြီးထဲမှာဖခင်ရဲ့ favor မျက်နှာတအရာဆုံးတော်သူကယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်သူဖြစ်တယ်ဟာလေလုယာဖခင်ကပြောတယ်တိတ်ကိုငါရွေးကောက်တယ်တဲ့ဒီလောကထဲမှာအသက်ရှင်ပေမဲ့ကျွန်တော်ရဲ့ mindset မှာပါရှိရမလဲစိတ်နှလုံးထဲမှာပေါ့နော်ဗာအမေအမြင့်ဆွေးဆိုကျွန်တော်ကျမတို့ဒီလောကထဲမှာအသက်ရှင်ပေမဲ့တင်တို့ဒီလောကီသားတွေမဟုတ်ဘူးလောကသားတွေမဟုတ်ဘူးတင်တို့ဒီဘုရားသခင်ရဲ့သားသမီးတွေဖြစ်တယ်အာမင်ကျွန်တော်အဖေကဒီလောကမှာမဟုတ်ဘူးကျွန်တော်အဖေကမှလည်းကောင်းကင်ဘုံမှာနော်အထက်အရက်မှာဖြစ်တယ်နော်ဒါကျွန်တော်တို့ရဲ့ဖြစ်ချင်းအမေတို့ပြော identity ကျွန်တော်တို့ရဲ့ foundation ဖြစ်ချင်းအရက်မှာကပါလဲဆိုလို့ရှိရင်ဒီလောကမှာနေတဲ့လောကသားတွေမဟုတ်ဘူးငါတို့ကလုံးဝမိမိကိုယ်နော်လုံးဝ 100% confidence ရှိဖို့လို့နော်ကျွန်တော်ကျမတို့ဒီလောကမှာတက်ရှင်ပေမဲ့လောကီသားတွေမဟုတ်ဘူးလောကသားတွေမဟုတ်ကျွန်တော်ဒီဘုရားသခင်ရဲ့သားသမီးတွေဖြစ်တယ်နော်အထက်သားတွေဖြစ်တယ်အဲ့ဒါကိုလုံးဝနားလည်ဖို့လို့တယ်အဲ့ဒါကြောင့်ကျွန်တော်လောကမှာတက်ရှင်တဲ့ခါမှာဘုရားကိုမသိသေးတဲ့သူတွေနဲ့ကျွန်တော်တို့တွေကပါလဲလုံးဝ totally ကျွန်တော်တို့ရဲ့ nature ကျွန်တော်တို့ရဲ့ဖြစ်ချင်းကမတူတော့ဘူးလုံးဝမတူတော့ဘူးဘာကြောင့်အပြင်ပန်းတရန်ကြီးလူပဲအကလုံးတူတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ DNA ကပြောင်းသွားပြီမတူတော့ဘူးเนาะယေရှုကိုမယုံကြည်သေးဘူးဖခင်ကိုမရသေးတဲ့သူတယောက်ကအာဒံရဲ့ DNA ပဲတိုးတက်ရှင်သေးတယ်အာဒံ generation ဖြစ်တယ်เนาะအပြစ်ကသူ့ရဲ့အမိကအဲ့ဒီအပြစ်ဆိုတဲ့အမိကအပေါ်ရမှာဘလောက်ပဲကောင်းအထဲမှာအပြစ်ဆိုတဲ့အမိကမပြောင်းဘူးရှိတယ်အာဒံ generation เนาะအာဒံရဲ့ DNA ကိုရှိတော့ဖြစ်တယ်ဂျေဇုတော်ကြောင့်တင်တဲ့အကျွန်ုပ်ကဘုရားရွေးကောက်ခြင်းအဖြစ်ယေရှုကိုနော်ယုံကြည်လက်ခံတဲ့ခါမှာအထဲမှာဒီအနေပြောင်းသွားပြီ nature ပြောင်းသွားပြီငါတို့ဒီဘုရားရဲ့သားသမီးတွေဘုရားရဲ့ဖြစ်ခြင်းကိုရတော်သူတွေဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အပြိုးအစော်ပြောင်းသွားတယ်ကျွန်တော်ရဲ့နေထိုင်သွားလာပုံပြောင်းသွားတယ်ကျွန်တော်စဉ်းစားတွေးခေါ်ရရတယ်ကျွန်တော် future plan တွေပါအားလုံးကဘုရားမသိတော်သူတွေသိတော်ကျွန်တော်တို့ဟာအကုန်လုံးက totally different ဘာကြောင့်လဲကျွန်တော်တို့အဖေလည်းမတူတော့ဘူးကျွန်တော်တို့ DNA လည်းမတူတော့ဘူးเนาะကျွန်တော်ရဲ့အသက်တာထဲမှာထုတ်တယ်နိကောခန်းချီငါပိုင်းငယ်16ထဲမှာလေလူမီဒီကခရစ်တော်နဲ့ရှစ်လျင်တစ်ပြုတ်ပြင်တော်တော်ဖြစ်တယ်ဟာလေလုယာသင်ဒီ brand new ဖြစ်သွားပြီလူတစ်ဖြစ်သွားပြီကျွန်တော်လူဟောင်းရဲ့အသက်တာ nature ထဲမှာသင်မရတော့ဘူးယေရှုကသူပြောတယ်เนาะငါဒီကောင်းကင်ကလာတာဖြစ်တယ်ကောင်းကင်လာပေမဲ့လောကမှာတက်ရှင်လားတက်ရှင်တယ်33နှစ်သူတက်ရှင်တယ်ဗောနော်လောကမှာငါတို့လိုပဲစားတယ်တောက်တယ်เนาะကြီးလာတယ်တက်ရှင်ဒါပေမဲ့သူ့ရဲ့ identity သူ့ရဲ့ဖြစ်ခြင်းအမှကိုသူအမြဲတမ်းပြောလဲရှိတယ်ပိလာမင်ကအမေရိကန်မှာပိလာမင်အရှင်ပြောတဲ့အတိုင်းငါဒီယူဒရှင်ပြည်မှန်တယ်ဟာလေလုယာသူ့ရဲ့ identity ကိုသူရေဝုန်းသူပြောရတယ်လူတွေဘလို့ထိန်ပါတယ်လူတွေဟိုမှာ no ငါရဲ့နိုင်ငံကဒီလောကမဟုတ်ဘူးငါရဲ့နိုင်ငံကဒီလောကမဟုတ်ဘူးငါရဲ့နိုင်ငံကအထက်ရမှာရှိတယ်ခမဲတော်စေလွှတ်လုံးငါဒီမှာရောက်လာဖြစ်တယ်သူ့ရဲ့ဖြစ်ခြင်းအမှန်ကိုသူကတိလူတွေဘလို့တုံ့ပြန်စဉ်းစားမှာအဲ့တော့ကျွန်တော်လောကမှာတက်ရှင်တဲ့ခါမှာနော်ရှိုက်တဲ့နေရာမှာရောက်ကျွန်တော်တို့ရဲ့ဖြစ်ခြင်းအမှန်ကိုငါတို့ရေဝုန်းပြောဆိုဖို့အမှန်တမ်းရေးချတာဖြစ်တယ်အာမင်အဲ့ဆိုယေရှုကပြောတယ်နော်လောကမှာငါ့ကိုရှက်တော်သူတွေကျွန်တော်တို့ရဲ့ဖြစ်ခြင်းအမှန်ကိုကျွန်တော်ကအချင်းတွေကိုကြည့်တယ်အများအဲ့လိုပြောတဲ့ခါမှာပေါ်ထုတ်ရဲပေါ့အဲ့ဒီအချက်ကမှဘူးမှတော့မသိပါဘူးဒါပေမဲ့ကျွန်တော်တစ်ဖက်မှာအယံဝမ်းနေတဲ့သူကတယောက်ရှိတယ်နော်သူကယေရှုဖြစ်တယ်ဖခင်ကတင်းကိုဘယ်လောက်ချစ်လဲကျွန်တော်ကိုဘယ်လောက်ချစ်လဲဘာလို့လှုပ်ပေးတယ်လဲဆိုတာလုံးဝနားလေသဘောပေါက်တော့သူကယေရှုကိုငင်းလို့မရဘူးမိတ်ဆွေအလောကြီးမြတ်တဲ့ကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဘုရားရွေးကောက်ခြင်းခံတော်သူဖြစ်တယ်အာမင်ဘာကြောင့်ရွေးကောက်တယ်လဲကဲဒီပဲခန်းချင်းနှစ်ပိုင်ငယ်ကိုးထဲမှာတင်တော့မူကားတဲ့မောင်မိုက်ထဲမှာအံ့ဖွယ်တော့အလင်းတော်တော့ခိုးသွင်းတော်မူတော့သူဤဂုံကျေးဇူးတော်များကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏ဟာလေလုယာဘာကြောင့်ရွေးကောက်တယ်လဲငါတို့ကိုရွေးကောက်တဲ့သူအရှင်ရဲ့ဂုဏ်ကျေးဇူးတော်နော်ဘုန်းတော်ကိုထင်ရှားစေဖို့လုံးဟာဘုရားကရွေးကောက်တယ်တဲ့ဇလောကမှာကျွန်တော်တက်ရှင်တဲ့ခါမှာကြာရကန်ဒမှာယေရှုရဲ့အလင်းကိုလင်းစေဖို့ဘုရားကလို့ရှိတာဖြစ်တယ်အာမင်အဲ့တော့အဲ့ဒီလိုအလင်းလင်းစေဖို့ကနံပါတ်1အရေးကြီးတဲ့ကဘာလို့ရှိကျွန်တော်ကျမဘသူဖြစ်တယ်လဲဆိုတာကိုသိပြီးတော့မှသိတဲ့အတိုင်းအသက်ရှင်ဖို့အဲ့ဒါဆိုရင်ယေရှုကအ
ထက်ကနေအလင်းလင်းသွားမှာဖြစ်တယ်အာမင်ဝတ်တွေးခေါ်တဲ့စဉ်းစားတဲ့ရကပါလဲဆိုကျွန်တော်ဒီလောကမှာဒါမှတီးနေပေမဲ့ကျွန်တော်ဒီဖခင်ရဲ့ခွဲခန့်ခြင်းအဖြစ်တကယ်ပဲ spiritual room နော်ဘုရားနိုင်ငံတော်ထဲကလာပြီးတော့မှသူ့ရဲ့ဘုန်းတော်တဲ့ငါကလုံနေတဲ့သူတယောက်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တွေးခေါ်တဲ့မှာရှိဖို့လိုတယ်နော်ဒီနေ့ကျွန်တော်ဒီယေရှုရဲ့ nature DNA ကိုရတော့သူဖြစ်တယ်အာမင်အဲ့ဒါကြောင့်ဘုရားနဲ့နော်အကြောင်းကျွန်တော်ရဲ့ဒါတကယ်ခရစ်တော်မှာရဲ့ foundation ဖြစ်တဲ့ခရစ်တော်နဲ့ပဲနဲ့ရက်တည်ပြီးကျွန်တော်ဖြစ်ချင်းမှာကိုများကျွန်တော်ဝန်ခံပြီးတော့မှပြောတတ်ဖို့အဲ့ဒါဆိုရင်ဘုရားရဲ့အလင်းလင်းချင်းဆိုတာအဲ့ဒီပုံမှာအယံမှုတည်တာဖြစ်တယ်ဗောနော်ဘုရားကအဲ့လိုကျွန်တော်ကိုလည်းဖြစ်စေခြင်းနဲ့ရဖြစ်တယ်ဒါမှသူ့ရဲ့နော်ဘုံတော်အဲ့ဒါကြောင့်ခုနပြန်သွားမယ်အဲ့ဒါကြောင့်ကျွန်တော်ကတကယ်ပဲဘုရားယေရှုခရစ်တော်ကိုရတယ်သူတွေဘုရား seriously ဘုရားနဲ့ဝိညာဉ်တော်နဲ့တွာလာတက်လာပြီဆိုလို့ရှိရင်အများကတင်တို့ကျွန်တော်တို့ကိုလက်ခံမှာမဟုတ်ဒါပေမဲ့ဝိညာဉ်လောကမှာမျက်စိပွင့်လာတယ်နော်အရာအလုံးဟာမရပါတယ်လို့မရပါဘူးဝိညာဉ်အလုံးထဲမှာကျွန်တော်ကတကယ် serious ထားရမယ်ရတယ် serious ထားလေဘုရားကရှင်းပြအောင်လေ serious ဘုရားကို serious ထားလေဘုရားကအသုံးပြုလေအဲ့ဒီရအားလုံးကဝိညာဉ်နဲ့ဆိုင်တဲ့ရဖြစ်တော့ကြောင်းပါနော်ကျွန်တော်ဘုရားယေရှုကလောကမှာတက်ရှင်တဲ့ကမှာ natural နဲ့ဘယ်တော့မှစကားမပြောဘူး natural နဲ့ဘယ်တော့မှသူကအလုံးမလုံးဘူးဘာလဲဘုရားရဲ့ kingdom နဲ့ဘုရားရဲ့ဝိညာဉ်နဲ့ပဲသူကအသက်ရှင်ပြီးတော့လုပ်တာဖြစ်တယ်ဒီနေ့ကျွန်တော်လည်းနော်ထူးခြားတဲ့ယုံကြည်ခြင်းယုံကြည်တော်သူနော်ထူးခြားတဲ့အသင်းတော်ဘုရားအသက်ရှင်ခြင်းနော်အသင်းတော်အသက်တာမိသားစုကပါလဲဆိုရှင်ကျွန်တော်တို့ကိုကေတင်တဲ့ကျွန်တော်ရဲ့ဘုရားရဲ့ nature နဲ့ပဲအသက်ရှင်ဖို့ဖြစ်တယ်အာမင်